ကျွန်တော်ဒီနေ့ပြောပြချင်တာကတော့မိနစ်20ပဲအချိန်ပေးပါ4နာရီစာအိပ်ပျော်သွားတယ်လို့အုံနောက်ကို reset ချတဲ့နည်းပါနေ့လယ်ဘက်ရုံမှာကြောင်းမှာထိုင်းမှန်းပြီးခေါင်းမကြည့်တော့တာမျိုးဘာမှလှုပ်ချင်ကြိုက်ချင်စိတ်မရှိတော့တာမျိုးဖြစ်ဘူးလားကော်ဖီတွေစက်တိုက်တောက်တော့လဲမထူးခြားဖြစ်နေပြီလားဒါဆိုရင် Stanford တက္ကသိုလ်ကနာမည်ကြီးအာရုံကြောပညာရှင်တွေညွှန်းတဲ့ NSDI လို့ဆိုတဲ့သိပ္ပံနည်းကျဟက်လေးတစ်ခုကိုစမ်းတက်ကြည့်ပါ NSDR ဆိုတာဘာလဲသူ့ကို non sleep deep rest လို့ခေါ်တယ်သဘောကမအိပ်ပဲနစ်ချိုက်အနားယူခြင်းကိုဆိုလိုတာပါ NSDR ရဲ့ထူးခြားချက်ကတရားထိုင်တာနဲ့လည်းမတူဘူးအိပ်ပျော်သွားတာလည်းမဟုတ်တဲ့အခြေအနေပါဥပမာနေ့ဘက်အိပ်လိုက်ရင်နိုးလာတဲ့အခါခေါင်းလေးပြီးထိုင်းနေတတ်တာမျိုးဖြစ်တတ်တယ် NSDR ကတော့အဲ့လိုမဖြစ်ဘူးချစ်ချင်းလန်းဆန်းစေပါတယ်ကုန်ခန်းနေတဲ့ဒိုပါမင်းဆိုတာစိတ်တက်ကြွစေတဲ့ဓာတ်တွေကိုမိနစ်20အတွင်းပြန်ဖြည့်ပေးနိုင်ပါတယ်နောက်တစ်ခုကအာယုံစူးစိုက်မှုကိုပိုအားကောင်းလာစေပါတယ်တွေးရှိချက်အရာအုံနောက်လိုင်းတွေကိုနစ်ချိတ်အိတ်တဲ့အဆင့်ထိကိုရှော့ချပေးလို့အုံနောက်ကို reset ချလိုက်သလိုပေါ်ပါသွားပါမယ်NSDR လုံနည်း5ဆင့်ရှိပါတယ်နံပါတ်1ငြိမ်နေတဲ့နေရာမှာပလက်လန်အိပ်ပါနံပါတ်2အသက်ဝအောင်ရှူပြပြချင်းပြန်မုတ်ထုတ်နံပါတ်3ကြွက်သားတွေကိုခြေဖျားမှခေါင်းထိရှော့ချနံပါတ်4 10မိနစ်ကနေမိနစ်20အထိငြိမ်လေးအနားယူပါနံပါတ်5ဖြည်းဖြည်းချင်းပြန်ထအခုချင်းပြန်ပြောရရင်နံပါတ်1ငြိမ်နေတဲ့နေရာမှာပလက်လန်ပုံမှာပြထားတဲ့အနေအထားအတိုင်းကိုတေချာလဲလောင်းရမယ်နံပါတ်2အသက်ဝအောင်ရှူရမယ်ပြီးရင်ဖြည်းဖြည်းချင်းပြန်မုတ်ထုတ်ရမယ်ဒီလိုမျိုးရှူတွင်းရှူထုတ်3ချိန်တိတိလုပ်ရမယ်နံပါတ်3ကြွက်သားတွေကိုခြေဖျားမှခေါင်းထိတဖြည်းဖြည်းစိတ်နဲ့ရှော့သွားရမယ်ပြီးရင်10မိနစ်သို့မဟုတ်မိနစ်20အထိငြိမ်လေးနေရမယ်အဲ့ချိန်မှာအာယုံစူးစိုက်မှုကဒီထဲမှာပဲဖြစ်ရမယ်10မိနစ်20ပြည့်သွားရင်တော့ဖြည်းဖြည်းချင်းပြန်ထရမယ်လက်တွေခြေတွေအရင်လှုပ်ရှားပြီးဖြည်းဖြည်းချင်းပြန်ထခြင်းကိုဆိုလိုတာပါဒါကြောင့်မလန်းမဆန်းလေးလံထိုင်းမိုင်းနေရင်ဒီနီးလန်းလေးကိုစမ်းကြည့်ပြီးအုံနောက်ကိုအားပြန်တွင်းလိုက်ပါအကောင်းဆုံးကတော့မိနစ်20ပါဒါပေမဲ့ကိုယ်မှာရှိတဲ့အချိန်ပေါ်မူတည်ပြီးအဆင်ပြေလို့လုပ်နိုင်ပါတယ်10မိနစ်အချိန်တိတ်မရတဲ့အခါအမြန်လန်းဆန်းချင်ရင်10မိနစ်လုပ်လို့လည်းရတယ်နောက်တစ်ခုကမိနစ်30ပင်မလွန်းလို့ပိုအနားယူချင်တယ်ဆိုရင်မိနစ်30လုပ်လို့ရတယ်အားလုံးကိုကျေးဇူးတင်ပါတယ်